ကျွဲဝခြင်းနဲ့ပတ်သက်ပြီးသင်ပထမဦးဆုံးနံပါတ်1လေ့လာရမယ့်အရာကဘုရားခင်သင်ကိုကျွဲဝခြင်းပေးခြင်းတယ်ဒီအလိုတော်ကိုမသိရင်သင်ဟာတာမန်လုံးနေပါ Christian life က balance မလို့အပ်ဘူး Christian life ကဘုရားသခင်ပေးသမျှအားလုံးအဆုံးထိယုံဖို့ပဲလို့တယ်ကျွဲဝတာလည်းကောင်းပါတယ်တအားကြီးကျွဲဝပြီး over ဖြစ်သွားရင်လည်းလူရှိမှပုံသက်တွေမဖြစ်မလို့အပ်ဘူးရှောလမုန်ကမြေကြီးပေါ်မှာရှိသမျှသောဘယင်တွေထက်ပညာအားဖြင့်၎င်းစီးစိမ်အားဖြင့်၎င်းလွန်ကဲတယ်အဲကြောင့်နံပါတ်1 point ကသင်ပထမဦးဆုံးကျွဲဝဖို့အတွက်ပထမဦးဆုံး rule number 1ကသင်ပထမသိရမယ့်နံပါတ်1ဥပဒေသားဒီဘုရားသခင်သင်ကိုပတ်စံပေးကြတယ်16:10မှာဒီမှာပြောလေငွေကိုတတ်မှတ်ခြင်းမကောင်းသောအမှုရဲ့မူလအပေါင်းဒါဆိုသင်ကိုကြောင့်ရှင်းပါဘုရားသခင်သင်ကိုပတ်စံပေးခြင်းလားမပေးခြင်းလားဒီမှာသင်မြင်လိုက်မယ်ဘာကြောင့်လူတွေဟာဒီနေ့မကောင်းသောအမှုတွေအားလုံးကဘယ်ကစလဲဆိုပတ်စံမရှိလို့စတာဘာဖြစ်လို့လူအချို့တွေဟာဘုရားသခင်မကြိုက်တဲ့အလုပ်ကိုလုပ်ပြီးပတ်စံဘာလို့ရှာလဲငွေမရှိလို့ငွေကိုရှာတော့တာအဲ့တော့ငွေကိုတတ်မှတ်ခြင်းကမကောင်းသောအမှုအပေါင်းရဲ့မူလအစဒီတတ်မှတ်ခြင်းဒီမရှိလို့တတ်မှတ်တာသင်ဟာဒီနေရာမှာမီလီယံနာတယောက်ဖြစ်ရင်သင်ဟာလမ်းထိပ်မှာကားတစ်စီးဖြတ်သွားရင်သင်အဲ့ဒါကိုတတ်မှတ်စရာမလိုဘူးဘာလို့ဆိုတော့သင်လွယ်လွယ်နဲ့ဝယ်လို့ရလို့ဒါဆိုတတ်မှတ်တာတွေအားလုံးကဘုရားစလဲမရှိလို့စတာဒါကြောင့်ဘုရားခင်သင်ကိုပတ်စံပေးခြင်းတယ်လူအပေါင်းကငွေကိုတတ်မှတ်သောကြောင့်ယုံကြည်ခြင်းတရားလမ်းကလွဲသွားတယ်ယုံကြည်ခြင်းတရားလမ်းဆိုတာဘုရားထောက်ပံ့မယ်ဘုရားကျွေးမယ်ဆိုတာမယုံတော့ဘူးကြောင့်ငွေကိုတတ်မှတ်ခြင်းကိုရပ်တန့်ခြင်းရင်ဘုရားခင်သင်ကိုကျွဲဝခြင်းပေးမှရမယ်ဘုရားသခင်ရဲ့အလိုတော်ဟာကျွဲဝခြင်းဒါကြောင့်မလို့ကျွန်တော်တို့3ယောက်အခန်းကြီး1ငွေ1မှာဘုရားသခင်ကနှုတ်ကပတ်တော်အားဖြင့်ပြောတယ်ဘာပြောလဲအချင်းချစ်သူသင်ဒီစိတ်နှလုံးကောင်းစားတဲ့ကဲ့သို့အရာရာနဲ့ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်းတယ်ကျမ်းမာခြင်းရှိတာတော့သိပြီအရာရာမှာကောင်းစားတယ်ဆိုတာဘာလဲငွေချမ်းသာတာအရာရာမှာကျမ်းမာတဲ့အပိုင်းကပြီးသွားကျန်တဲ့အပိုင်းကကောင်းစားတာဘယ်ဟာလဲဘုရားသခင်သင်ကိုငွေကြေးဆိုတာအားလုံးပဲအားလုံးကသင်ကိုငွေရသင်ကို control လုပ်ထားတာသင်ကငွေကြေးနဲ့ပတ်သက်ပြီးပထမဦးဆုံးသင်သိရမှာဟာ money is spirit ငွေဟာ spirit ဖြစ်တယ်ပြီးတော့ငွေဟာ master ဖြစ်တယ်ဒါကြောင့်ကျမ်းစာထဲမှာဘုရားသခင်ကသတ်မှတ်တယ်ဘုရားသခင်အစေကို၎င်းလောကီစည်းစိမ်အစေကို၎င်းဒါဆိုရင်သခင်နှစ်ပါးပဲရှိတယ်ဘုရားသခင်နဲ့ငွေနဲ့အဲ့တော့ဘုရားသခင်ကနာဝိညာဉ်ဖြစ်တယ်သင်မသိတဲ့အချက်ကငွေကိုယ်တိုင်ကအနောက်မှာ तू ဟာ spirit ဖြစ်တယ်ငွေဟာစက္ကူမဟုတ်ဘူးငွေဟာဝိညာဉ်ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့အားလုံးရဲ့ဘဝကိုမနဲ့အစောကြီးထခိုင်းလိုက်တာငွေပဲညနဲ့မှအိမ်ပြန်ခိုင်းလိုက်တာငွေပဲမလေးရှားမှာတပတ်တရက်ပဲနာပြီးအလုပ်ဆင်းခိုင်းလိုက်တာငွေပဲဘုရားသခင်မဟုတ်ဘူးဒါကြောင့်ငွေကို master လို့သတ်မှတ်တာငွေရသခင်ပဲသင်ဘဝကို तू control လုပ်လို့ရတယ်ဘုရားရှိခိုးနေ့တိုင်းမပါဝင်နိုင်တာငွေပဲသင် तू control လုပ်တာပဲတန်ရှင်းသောဝိညာဉ်တော်ခိုင်းတာလို့မဟုတ်ငွေကြောင့်ငွေကသခင်ဖြစ်တယ်ဒါပေမဲ့ကျမ်းစာပြောတယ်ဘုရားသခင်အစေကို၎င်းငွေရဲ့အစေကို၎င်းသခင်နှစ်ဦးရဲ့အစေကိုမခံနိုင်ဘူးဒါဆိုငွေကသင်သခင်မဖြစ်ဖို့အတွက်သင်ကငွေရဲ့ master ပြန်ပြောင်းဖို့ဒီနေ့သင်ကဘုရားရဲ့ system တွေကိုနားလည်ရမယ်ဒါတန်ရှင်းသောဝိညာဉ်တော်ဟာဒီနေ့သင်ကိုဒီနေ့ငွေနဲ့ပတ်သက်တဲ့ system တွေကိုဘုရားရှင်ဝိညာဉ်တော်သင်ကိုသင်ပေးမယ်သင်ကိုဘုရားရှင်အဲ့ဒီ anointing ပေးမယ်ဒီ Israelအဲကုတုကထွက်တဲ့အခါမှာဘုရားသခင်ကလက်ချီပလာနဲ့မထွက်ရတဲ့အဲကုတုကသင်ထွက်တဲ့အခါမှာဘုရားသခင်သင်ကိုလက်ချီပလာနဲ့မထွက်ခိုင်းဘူးအတိတ်ဘက်ကဘုရားရှင်ကသင်ကိုငွေပေးခြင်းတယ်ဣသရေလအီဂျစ်ကထွက်တော့ဘာယူလာလဲရွှေတစားငွေတစားအဝတ်တစားသင်တို့ဤသားသမီးတို့ကိုတစားစင်စေခြင်းကအဲကုတုလူတို့ဤဥစ္စာကိုလူယူကြလိမ့်မယ်ဘုရားသခင်သင်ကိုငွေပေးခြင်းတယ်ဘုရားသခင်ကအာဗြဟံကိုကမ္ဘာဦးကျ73အငယ်1မှာဘာပေးလဲအာဗြဟံဒီသိုးနွားစသည်ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်တယ်ဘုရားသခင်ငွေပေးတယ်ဣဇက်ကိုဘုရားခင်ကမ္ဘာဦးကျ26အငယ်7မှာဘုရားသခင်ဣဇက်ကိုငွေပေးတယ်ဘုရားသခင်ဣဇက်ကိုဘုရားကျောင်းမှာပဲမထားဘူးငွေပေးတယ်အာဒံကိုဖန်ဆင်းပြီးတော့ဘုရားခင်ဘာလုပ်ခိုင်းလဲအေဒင်ဥယျာဉ်ကိုအုပ်ဆိုးခိုင်းတယ်မြေတစ်ပြင်လုံးနဲ့တကွတဲ့ဘုရားဒီမြေကိုအုပ်ချုပ်ဖို့အတွက်ဖန်ဆင်းတယ်ဘုရားရှင်ကသင်ကိုဒီလောကမှာထားတာငွေအတွက်အလုပ်လုပ်ဖို့ဘုရားရှင်မထားအောင်ငွေတွေကိုအုပ်ချုပ်ဖို့အတွက်ငွေတွေကိုအုပ်စိုးဖို့အတွက်ဘုရားရှင်ခန့်တယ်ပထမ rule number 1ဘုရားသခင်သင်ကိုငွေပေးခြင်းနဲ့ဆိုတော့သိရမယ်